ငယ်တငယ်ချင်း Marcus နဲ့အတူထိုးခဲ့တဲ့တီလက်မတ်ကရွမ်9 တန်းပေါက်သွားပြီးမြဲစုမဲဖွင့်တဲ့ညမှာတော့ Marcus က Ryan ကိုရွမ်4 ချက်ပဲဖြစ်ပေးပြီးသစ္စာဖောက်လိုက်ပါတယ်။ Ryan ကတော့ဘာမှမပြောဘဲပတ်စံကိုကောက်ယူခဲ့ပါတယ်။ Marcus ကသူ့ကိုလူအလို့ထင်နေပေမဲ့တကယ်တော့ Ryan ဟာတီလက်မတ်50ကိုတိတ်တဆိတ်ထက်ဝဲခဲ့လို့တန်း200ကျော်ပေါက်သွားတာပါ။လွန်ခဲ့တဲ့မိနစ်ပိုင်းကထီဆိုင်ထဲမှာ Marcus တယောက်ခဏန်းတွေကိုတေချာရွေးချယ်ခဲ့တာပါ။ဒါပေမဲ့ပတ်စံရှင်းကနေတော့သူ့ဖုန်းငွေပေးချေမှုစနစ်ပြေသွားလို့ Ryan ကိုပဲရှင်းခိုင်းခဲ့ပါတယ်။ထီကနန်းတွေတိုက်ကြည့်တဲ့အခါမှာတော့သူတို့ရွေးထားတဲ့နံပါတ်တွေကကွက်တိတိုက်ဆိုင်ပြီးရွမ်9 တန်းချက်ပေါ်စုကြီးပေါက်ခဲ့ပါတယ်။ဒါပေမဲ့လောဘကြီးတဲ့ Marcus ကတော့ Ryan ကိုရွမ်4 ချက်ပဲပေးခဲ့ပါတယ်။ဒီ4 ချက်နဲ့အေးဝယ်တောက်ပြီးသင်ခန်းစာယူလိုက်လို့ Marcus ကလောင်ပြောင်နေခဲ့ပါတယ်။သူက Ryan တယောက်ငိုယိုပြီးပတ်စံထက်တောင်းလိမ့်မယ်အရှုံးသမားလို့ထင်မှန်နေခဲ့တာပါ။ Ryan ကတော့သူ့ကိုပြန်မပြောဘဲထီဆိုင်တွေကနေအေးစစ်စစ်ထွက်လာခဲ့ပါတယ်။သူရံမဖြစ်ခဲ့တာကအကြောင်းလို့မဟုတ်ပဲထီဆိုင်မပိတ်ခင်စက္ကန့်30အလိုမှာထီလက်မှတ်50ကိုတိတ်တဆိတ်ထက်ဝဲထားလို့ပါ။သူအိတ်ကတ်ထဲမှာရွမ်တန်း250တန်မိုးရှိတဲ့ထီလက်မှတ်တွေရှိနေကြတာကြောင့် Marcus ရဲ့လှည့်ကွက်တွေကိုစိတ်မဆိုးနိုင်ခဲ့တာပါ။ဒါဟာတစ်သက်လုံးအလုပ်လုပ်ရင်တော့မရနိုင်တဲ့ပမာဏဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအင်္ဂလာ9ခါတောင်းနဲ့ဖုန်းဝင်လာပါတယ်။သူတို့နှစ်ယောက်ဟာတင်းငယ်ဆုပ်ပြက်လာတဲ့တိုက်ခန်းလေးတစ်ခုမှာအတူတူငားနေထိုင်ကြတဲ့စင်ရသားတငယ်ချင်းတွေဖြစ်ခဲ့တာပါ။ Ryan ဟာလမ်းဘေးကနေထီဆိုင်ထဲကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့ Marcus တယောက်လူတွေအလဲမှာထီပေါက်တဲ့အကြောင်းကိုဝင်သွားပြီးပျော်မြူးအောင်ပွဲခံနေတာကိုတွေ့လိုက်ရပါတယ်။မင်းကငါ့ကိုလူအလို့ထင်နေတာလားMarcus လို့ Ryan ကစိတ်ထဲကနေရေရွလိုက်ပါတယ်။အခုနေနှုတ်ပြီးရင်တော့ရွမ်တန်း200အသားတင်ရရှိမယ်။တကယ်တထေးကြီးကတော့ Ryan ကိုယ်တိုင်ပဲဖြစ်ပါတယ်။ Marcus ရဲ့ဆက်ဆုပ်ရွံရှာပွဲမျက်နှာပေးကိုမမြင်ချင်တော့တာကြောင့် Ryan ဟာစုပ်ပြက်နေတဲ့တိုက်ခန်းကိုမပြန်တော့ဘဲတရက်ကိုရွမ်100တန်းတာမန်ဟိုတယ်တစ်ခုမှသွားရောက်တဲခိုလိုက်ပါတော့တယ်။ဟိုတယ်ကတင်ပေါ်မှာလဲလျောင်းရင်ဝင်ငွေခု20%ဖြစ်တဲ့ရွမ်တန်း50ကိုနှုတ်လိုက်ရင်တော့ရွမ်တန်း200ပြေဝရရှိမှာဖြစ်လို့သူရင်ခုန်ပြီးအိတ်မပျော်နိုင်ဖြစ်နေပါတယ်။နောက်တနေ့မနက်အစောကြီးမှာတော့ Ryan ဟာဦးထုပ်နဲ့နှာခေါင်းစီးကိုတက်ဆင်ပြီးပြည်နယ်ထီစုထုတ်ပေးရေးဌာနချုပ်စီထွက်လာခဲ့ပါတယ်။လမ်းမှာတော့ Marcus စီကကြွားဝါတဲ့စာတွေဝင်လာပါတယ်။ Ryan ကတော့ဘာစာမှပြန်မရေးပဲဖုန်းကိုအတန်ပိတ်ထားလိုက်ပါတယ်။နောက်ဆုံးမှာတော့ပြည်နယ်ထီဌာနချုပ်စီရောက်ရှိသွားခဲ့ပြီးညွှန်ကြားရေးမှူးကသူ့ကိုရိုးရိုးသေးသေးကြိုးဆိုပြီးစုငွေထုတ်ပေးဖို့ပြင်ဆင်ပါတယ်။ Ryan ကထီလက်မှတ်တွေကိုထုတ်ပေးလိုက်ပြီးညွှန်ကြားရေးမှူးကစက်ထဲထဲကဂီယူတစိုက်စစ်ဆေးပေးပါတယ်။စက်ကနေစူညံတန်တစ်ခုထွက်ပေါ်လာပြီးစက်ခရင်ပေါ်မှာထီစုကြီးပေါက်သွားတဲ့အကြောင်းပြသလာပါတယ်။ရွမ်တန်း250ပေါက်ပါတယ်။အခုနှုတ်ရင်တန်း200ရပါမယ်လို့ပြောပေမဲ့ Ryan ရဲ့တည်ငြိမ်လုံးတဲ့ပုံစံကြောင့်ညွှန်ကြားရေးမှူးလည်းတော်တော်လေးကိုအံ့အားသင့်ပြီးစကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ်။ထီငွေထုတ်ယူဖို့စောင့်ဆိုင်းနေတော့ Ryan တယောက်ဖုန်းဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ Marcus ကလူမှုကွန်ရက်ပေါ်မှာထီပေါက်တဲ့ဆက်လက်မှတ်ပုံကိုတင်ပြီးလူတကာကိုကြွားဝါနေတာကိုမြင်လိုက်ရပါတယ်။ဒါရင်မကသေးပဲအလုံးထက်စာတင်ထားတဲ့ပုံတွေနဲ့ Ryan ခေါက်ဆွဲပြုတ်စားနေတဲ့ပုံကိုခိုးရိုက်ပြီးဒီလိုအစင်တန်းနေတော့ငါနဲ့မတန်တော့ဘူးဆိုပြီးအောက်တန်းကြလှောင်ပြောင်ရေးသားထားပါသေးတယ်။ Ryan ကဖုန်းထဲမှာ Marcus တင်ထားတဲ့လှောင်ပြောင်တဲ့ post ကိုဖတ်နေမိပါတယ်။ဆင်းရဲတဲ့သူတွေကတစ်သက်လုံးခေါက်ဆွဲပြုတ်ပဲစားရမယ်ဆိုပြီးရေးသားထားတာပါ။ဒါကိုကြည့်ပြီး Ryan ကတော့ဒေါသထွက်မဲ့အစားရင်းနေပါသေးတယ်။ဘေးကမန်နေဂျာကြီးကိုလည်းလူပြက်တယောက်ကနေတာကိုကြည့်နေရလို့ပါလို့သူကပြန်ပြောလိုက်ပါတယ်။ပြီးတော့ Ryan ကစာချုပ်တွေမှာသူ့နာမည်ကိုလက်မှတ်ထိုးလိုက်ပါတယ်။ဒါကတော့သူ့ရဲ့ဘဝသစ်ကိုတရားဝင်စတင်လိုက်တဲ့အခိုက်အတန့်ပါပဲ။မကြခင်မှာပဲဖုန်းထဲကိုငွေဝင်လာတဲ့ message ရောက်လာပါတယ်။သုံးညအများကြီးပါတဲ့ပမာဏကိုကြည့်ပြီးသူ့ဖုန်းကိုအသားလေးအိတ်ထဲထည့်လိုက်ပါတော့တယ်။ငွေရရပြီးတဲ့နောက် Ryan ကတော့မြို့ငယ်လေးကိုမပြန်တော့ပဲမြို့လေခေါင်းမှာရှိတဲ့ကျင်းငါပွင့်ဟိုတယ်ကြီးတစ်ခုမှာရက်ရှည်နေထိုင်မှုဆုံးဖြတ်လိုက်ပါတယ်။ဟိုတယ်ရဲ့အထူးခန်းမမှာရေချိုးပြီးတဲ့နောက်သူဝယ်ထားတဲ့တန်ဖိုးကြီးကုတ်အင်းကြီးကိုတသက်ရရက်ဝစ်စင်ပြီးမှန်ထဲမှာကြည့်လိုက်ပါတော့တယ်။မှန်ပရင်ပေါက်ကနေအောက်ကစီကားလာတဲ့မြို့ကြီးကိုငေးကြည့်ရင်နဲ့ပတ်စံရဲ့စွမ်းအားကဘလောက်ကြီးမှလဲဆိုတာကို Ryan ကောင်းကောင်းကြီးခန်းစားမိသွားပါတယ်။ဒါပေမဲ့ Ryan က Marcus ကိုချက်ချင်းကလေးစားမချေသေးပါဘူး။ဒီလိုလူကိုကလေးစားချေဖို့အကောင်းဆုံးနည်းလမ်းကတော့သူ့ကိုယ်သူအမြင့်ဆုံးထိအရင်လွှတ်ထားလိုက်ဖို့ပါပဲ။ Ryan ကစီးပွားရေးဖွဲ့သစ်ကိုစတင်ဖွဲ့စည်းနေပြီးသူ့ရဲ့ဟိုတယ်ခန်းမှာဝန်ထမ်းကောင်းတွေကိုရှာဖွေဖို့အတွက်အင်တာဗျူးတွေကိုခေါ်ယူနေပါတယ်။တစ်ဖက်မှာလည်း Marcus ကတော့ message တွေပို့ပြီးကြွားဝါနေတော့မှာပဲ။ရုတ်တရက်ပတ်စံတွေရလို့နေတိုင်းတောက်စားပြောပါပြီးငွေတွေကိုဖြုံတီးနေပါတယ်။ပြီးတော့သူ30နီးပါးတန်တဲ့ပေါ်ရှေကားတစ်ကြီးကိုငွေသားအပြတ်နဲ့ဝယ်လိုက်တဲ့အကြောင်းကို Ryan စီကို message ကြို့ပို့ပြီးလာကြွားပါသေးတယ်။ဒါတွေမကပဲ300တန်နိုင်နဲ့နာမည်ကြီးမိန်းကလေးတယောက်ကသူ့ကိုဖတ်ထားတဲ့ပုံတွေကိုလည်းပို့ပြီးမင်းတစ်သက်လုံးဒီလိုမျိုးမကြုံဘူးမလားလို့စော်ကားပြန်ပါတယ်။ဒီကြောင်းဝမှုတွေကို Ryan ကကြည့်ပြီးပြင်းအောင်ပြင်းနေပါသေးတယ်။ Marcus ကသူ့ပတ်စံထက်ဝက်ကျော်ကိုရပ်ပိုင်းအတွင်းမှာတင်ဖြုံးပစ်လိုက်ပြီးဖြစ်ပါတယ်။အဲဒီအချိန်မှာမန်နေဂျာကြီးရောက်လာပြီးမြို့အရှိပိုင်းကလူစီကားဆုံးစီးပွားရေးလမ်းမကြီးတစ်ခုလုံးကို300နဲ့ဝယ်ယူဖို့စာချုပ်ကိုလာပြပါတယ်။ Ryan ကဈေးစစ်မနေပဲ900ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဆိုင်ကန်တစ်ခုကိုတော့ဘသူ့ကိုမှမငါပဲအလွတ်ချန်ထားဖို့လည်းမှားလိုက်ပါသေးတယ်။မကြခင်မှာပဲ Marcus စီကနေအဖွဲလိုက်ပါတီဖိတ်ကြားစာရောက်လာပါတယ်။သူကားတဲ့ဝယ်ထားတာကိုကြွားခြင်းလို့ဟိုတယ်ကြီးမှာအောင်ပွဲခံပါတီလုံးမှမို့အားလုံးကိုဖိတ်ထားတာပါ။ဒါတွေမကပဲ Marcus က Ryan စီကိုတီးသက် message ပို့ပြီးမင်းခောက်ဆဲပြုတ်ပဲစားနေရတာစိတ်မကောင်းလို့လူချမ်းသာတွေဘလို့နေလဲလာကြည့်ပါအောင်လို့လှောင်လိုက်ပါသေးတယ်။ဒီစကားတွေကိုကြည့်ပြီး Ryan နှုတ်ခမ်းဖျားမှာအေးဆက်ဆက်အပြုံးတစ်ခုပေါ်လာပါတယ်။မင်းကငါ့ကိုကြွားချင်နေမှာတော့ငါလဲလာခဲ့ပြီးတကယ်ကဘာကြီးအကြောင်းပြရတာပေါ့လို့တွေးလိုက်ပါတယ်။စနေနေ့ညမှာ Ryan ကတရက်လာပါတဲ့ဝစ်စုံနဲ့ပါတီပွဲကိုရောက်လာခဲ့ပါတယ်။အထဲမှာတော့တငယ်ချင်းတွေစုံနေပြီး Marcus ကတော့သူ့ချစ်သူနဲ့အတူဘရင်တစ်ပါးလိုထိုင်နေတာကိုတွေ့ရပါတယ်။ Ryan ဝင်လာတာကိုမြင်မြင်ချင်းပဲ Marcus ကကြဲကြဲလောင်လောင်လောင်ပြောင်းပြီးမင်းဝင်းဆောင်ကိုဘလောင်းနဲ့ငားလာတာလဲတရက်200လားဆိုပြီးလူပုံလဲမှာမိလိုက်ပါတော့တယ်
Ryan ကစပွဲကနေထားရက်ပြီးတော့သူကဂုံပြူဖိတ်ခေါ်ချက်တွေကိုညှင်းပယ်လိုက်ပါတယ်။အဲ့ဒီစကားကိုကြတော့ Marcus ရဲ့မျက်နှာဟာချက်ချင်းပြတ်သွားပါတယ်။ဒါပေမဲ့သူကဒေါသကိုထိန်ပြီးရီမောလိုက်ပြီးတော့ဈေးကြီးတဲ့ဟင်းပွဲတွေကိုမှာယူဖို့ညွှန်ကြားလိုက်ပါတယ်။ Marcus ကအရက်တွေတောင်းရင်းနဲ့သူဝယ်ထားတဲ့ကားကြီးအကြောင်းနဲ့ညကလပ်တွေမှာပတ်စံတွေအများကြီးတုံးပစ်ခဲ့တဲ့အကြောင်းကြွားလုံးထုံနေပါတယ်။ Marcus ကအရက်ရှိန်တက်လာပြီးသူ့ရေးစားကိုဖက်က Ryan စပွဲစီကိုရွေးသေးသေးနဲ့ရှောက်လာပါတယ်။ Ryan ကတော့အေးအေးဆေးဆေးပဲမြေးကြည့်ပြီးဒီဟင်းကတိတ်မကောင်းမှုစိန်ခံဟိုတယ်ကြီးတွေမှာစားဘူးတာနဲ့ရှင်ရင်ရာဘာပြားဝါနေရတယ်လို့ပဲလို့ပြန်ပြောလိုက်ပါတယ်။ Marcus ကဒေါသတကြီးအော်ဟစ်ပြီး Ryan ကိုလှောင်ပြောင်ရင်စပွဲပေါ်ကိုပတ်စံအထက်လိုက်ပစ်ချလိုက်ပါတယ်။သူကဆက်ပြီးမင်းငါဖက်နှက်တွေကိုနေတိုင်းပြောင်းနေအောင်တိုက်ပေးရမယ်လို့ရှင်းပြီးပြောလိုက်ပါတယ်။ဘေးကလူတွေကလည်း Ryan ကိုကြည့်ပြီးအထင်သေးတဲ့မျက်လုံးတွေနဲ့ဝိုင်းလောင်နေကြပါတယ်။ Ryan ကတော့စပွဲပေါ်ကပတ်စံတွေကိုကြည့်ပြီးအသာလေးပြုံးနေပါတယ်။ဒါပေမဲ့ Ryan စိတ်ထဲမှာတော့ဘဏ်အကောင့်ထဲကတန်း200ကျော်ငွေစည်းရင်းကြီးကိုမြင်အောင်ပြီးရေးချင်နေပါတယ်။မင်းကြီးစားကိုရေမွေးကောင်းကောင်းဝယ်ပေးလိုက်အောင်သူစီကအနံကငါ့ကိုကောင်းကိုက်စေတယ်လို့သူကပြန်ပြောလိုက်ပါတယ်။အဲ့ဒီလိုပြောပြီး Ryan ကလှည့်ထွက်သွားပါတယ်။ Marcus ကတော့ဒေါသတကြီးနဲ့စပွဲပေါ်ကဖန်ခွက်ကိုပြစ်ပေါက်ပြီးအော်ဟစ်ကြံရစ်ခဲ့ပါတယ်။ Ryan ကတော့ဟိုတယ်ပြင်ကိုအေးအေးဆေးဆေးပဲထွက်လာခဲ့ပါတယ်။3 လကြာပြီးတဲ့နောက်မှာတော့ Ryan ကသူ့ရဲ့စိန်ခံဟိုတယ်ခန်းထဲမှာအစီရင်ခံစာကိုနားထောင်နေပါတယ်။ Kevin က Marcus ကပတ်စံတွေရပြီးကလေးကကားအကောင်းစားတွေဝယ်ပြီးညကလပ်တွေမှာအလွန်ကျွံသုံးဖြုံနေပါတယ်လို့ပြောပြပါတယ်။ဒါအပြင်သူကသူ့တငယ်ချင်းတွေကိုလည်းပတ်စံတွေချေပေးနေလို့အခုဆိုရင်သူ့အကောင့်ထဲမှာပတ်စံ350အောက်ပဲကျန်တော့တယ်လို့ဆက်ပြောပါတယ်။ Ryan ကလူတစ်ယောက်ကစီစဉ်ခံရတာလွယ်ပေမဲ့အဲ့ဒါကိုပြန်ဆုံးလုပ်ဖို့ကြတော့ခက်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ Kevin ကဟုတ်ပါတယ်အခုသူပတ်စံတွေရောလာလို့ပြရခံနေပြီ။ရှင်ဝေလန်ပေါ်မှာပင်လယ်စာစားတောက်ဆိုင်ကြီးတစ်ခုဖွင့်ဖို့ပြင်နေပါတယ်လို့ပြောပါတယ်။ Ryan ကသူ့စာချုပ်ချုပ်ပြီးပြီလားလို့မေးတော့ Kevin ကမချုပ်ရသေးပါဘူးလို့ပြန်ဖြေပါတယ်။အဲဒီခါ Ryan ကအဲ့ဒီဆိုင်ခန်းကိုသူ့စီငါပေးလိုက်ငါနာမည်ကိုတော့လုံးဝမသိစေနဲ့လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း Marcus ကကော်ဖီဆိုင်တစ်ခုမှာစရိတ်တွေတွက်ရင်ချွေးပြန်နေပါတယ်။သူ့ရေးစားကတနေ့ငါးကားက380တောင်ရှိတာရှင်တကယ်တက်နိုင်ပါမလားလို့မေးလိုက်ပါတယ်။ Marcus ကတော့သူ့ရဲ့ဆိုရင်စိတ်ကိုဖုံးကွယ်ဖို့အော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့သူကအဖွဲထဲမှာအကြီးကျယ်ကြွားထားပြီးသားဖြစ်လို့အရှမ်းမကွဲချင်တာနဲ့ပဲဆက်ပြီးဟန်ဆောင်နေရတာပါ။သူကငါ့မှာပတ်စံတွေအများကြီးရှိတယ်။ဆိုင်အလှဆင်တဲ့ဖွဲတွေကိုခေါ်ပြီးဆိုင်ကိုရွှေရောင်နေနဲ့ခန်းနောက်အောင်ပြင်ခိုင်းလိုက်လို့ဆက်ပြီးကြွားနေပါတယ်။တိုင်တွေကိုရွှေရောင်ချင်မယ်တွေ့သမျှတွေကအကြီးဆုံးဖမ်းမီးဆိုင်တွေကိုသုံးမယ်ငါ့မှာပတ်စံဘယ်လောက်ရှိလဲဆိုတာလူတွေတန်းသိစေရမယ်။ Marcus တယောက်ယူသွတ်တယ်လို့အော်ဟစ်နေတာကို Misty ကကြည့်ပြီးဘာမှမပြောဘဲမျက်မှောင်ကျုံနေပါတော့တယ်။နောက်တနေ့မနက်မှာ Marcus ကဘန်ကက်ကိုကင်ပြီးရှင်ဝိတ်လန်ပေါ်ကအင်ချမ်းမြေယုံတဲကိုမှန်အပြည့်နဲ့ဝင်လာခဲ့ပါတယ်။သူကမဆိုင်မတွပဲငါးရက်စာချုပ်ပေါ်မှာလက်မှတ်ထိုးလိုက်ပြီးဘန်ကက်ဆက်ရက်မြည်တမ်းတဲ့အတူရွှန်တန်းကျော်ဖြတ်လိုက်ပါတယ်။အကောင့်ထဲမှာ3သိန်းပဲကျန်တော့တာကိုကြည့်ပြီးစိုးရင်သွားပြီးမိဆိုင်ကြီးကိုကြည့်ပြီးဒါကထိုက်တန်ပါတယ်လို့ကိုဖြေသိမ်းလိုက်ပါတယ်။ဒါပေမဲ့သူမသိတာကတော့သူ့ခေါင်းပေါ်ကလုံခြုံရေးကင်မရာရဲ့နောက်ကွယ်မှာ Ryan ကဝိုင်းနေတောက်ရင်သူ့ရဲ့ပျက်စီးမဲ့လမ်းကိုကြည့်နေရဆိုတာပါပဲ။ Marcus ကအပေါ်ရန်ကွန်ထရက်ကိုမန်မော်ပြီးသူ့အချိုက်ကလည်းအောက်တန်းကြပါတယ်။ဆိုင်ကိုပြင်ဆင်မှုတိုင်တွေကိုရွှေရောင်ပြားတွေနဲ့ကတ်ခိုင်းလိုက်ပါတယ်။ပြီးတော့ online ကနေဈေးပေါ်တဲ့ဖမ်းမီးဆိုင်အတူတွေကိုအများကြီးမာယူတက်ဆင်ခိုင်းလိုက်လို့ဆိုင်တစ်ခုလုံးကဈေးပေါ်ရွှေရောင်တွေနဲ့ပြည့်သွားပါတော့တယ်။ဒါပေမဲ့ဒီလိုသုံးဖြုံလိုက်တာကြောင့်ကျန်တဲ့330လေးကုန်သွားပြီးဆောက်လုပ်ရေးဖွဲကလည်းပတ်စံမရလို့အလုပ်ရက်ပြီးဆိုင်တကားကိုတော့ခတ်လိုက်ပါတယ်။ဆိုင်ဖွင့်မှုကနှစ်ပတ်ပဲလိုတော့ပြီးတထေးကြီးပုံစံဖမ်းထားတဲ့ Marcus ကတော့ပတ်စံမရှိတော့လို့အရန်ပြာခတ်သွားပြီးမိတ်ဆွေတွေစီဖုန်းဆက်ကပတ်စံလိုက်ချေပါတော့တယ်။ဒါပေမဲ့ဖုန်းဆက်သမျှလူတိုင်းကညင်ကြတာမို့တပြားမှမရခဲ့ပဲသူ့ဘေးမှာဝိုင်းဝိုင်းလည်နေတဲ့သူတွေဟာသူ့ပတ်စံကိုပဲမက်ခဲကြတာကိုအခုမှသိသွားပါတယ်။ Marcus ကမောင်ကိုချေဖို့စဉ်းစားနေချိန်မှာ Misty ကရှင်ကအစိုးရဘဏ်မှာပိုင်ဆိုင်မှုတွေပေါင်းပြီးချေပါလားအတိုးလဲတက်တာတယ်လို့အကြံပေးလိုက်ပါတယ်။ဒီစကားကြောင့် Marcus ကချက်ချင်းပဲသူမိဘရဲ့အိမ်နဲ့ Porsche ကားကိုဘဏ်မှာသွားပေါင်နှံပြီးစာရွက်စာတမ်းတွေပေါ်မှာလက်မှတ်ထိုးကရွှန်3တန်းချေယူလိုက်ပါတော့တယ်။ပတ်စံတွေရလာတာနဲ့သူကကြံတဲ့ဆောက်လုပ်ရေးဆေးတွေကိုပေးလိုက်ပြီး online ကြော်ညာတွေအကြီးအကျယ်လောက်ကအဲဂျိုလာလာလေးတွေကိုလည်းငှားရမ်းလိုက်ပါတော့တယ်။သူက Ryan စီဖုန်းဆက်ပြီးမနေ့ပြန်ငါရဲ့ပင်လယ်စာဆိုင်ဖွင့်ပွဲကိုလာခဲ့အောင်မင်းကိုငါဈေးကြီးတဲ့ငမန်းတောင်ဟင်းရည်နဲ့အဲခံမယ်လို့ကြွားလိုက်ပါသေးတယ်။ Ryan ကဒီဖုန်းကို Rolexကားပေါ်မှာနားထောင်နေပြီးသူ့ရဲ့ Winford Holdings ရုံးချုပ်ကိုရောက်တဲ့အခါဝန်ထမ်းတွေကလည်းရိုးသေးသေးနဲ့ကြိုဆိုကြပါတယ်။အတွင်ရင်မူ Kevin ကရှင်ဝိတ်လန်တစ်ခုလုံးရဲ့ပိုင်ဆိုင်မှုလွှဲပြောင်းတာတွေပြီးသွားပြီဖြစ်ကြောင်းနဲ့ Marcus ရဲ့မျက်နှာချင်းဆိုင်ကဆိုင်ကိုလည်းအလှဆင်ပြီးပြီလို့တင်ပြပါတယ်။ Ryan ရဲ့ဆိုင်ကMarcus ဆိုင်ထက်3ဆပိုကြီးပြီးခန်းထားသလိုနာမည်ကြီးစားဖို့မှုတွေနဲ့အတူဩစတြေးလျကြောက်ပစွန်တွေနဲ့ဝက်ကူအမဲသားတွေကိုပါလေရင်နဲ့တည်ယူထားပါတယ်။သူတို့ဆိုင်ရဲ့ဖွင့်ပွဲကိုလည်း Marcus ရဲ့ဆိုင်ဖွင့်မဲ့အချိန်တိကျမှာပဲဖွင့်ဖို့အစီအစဉ်ထားပြီးလူကုန်ထန်တွေနဲ့လုပ်ငန်းရှင်ကြီးတွေကိုပဲဖိတ်ကြားထားတာဖြစ်ပါတယ်။ဩဂတ်လ18ရက်နေ့မှာတော့Marcus ရဲ့ခဏလာပါတဲ့ပင်လယ်စာနန်းတော်ဆိုင်ကြီးကိုစီကားတိုင်းမြိုက်စွာဖွင့်လှစ်လိုက်ပြီးကားခုံဖြောပြမှုတွေကော်စောနီတွေနဲ့ဧည့်သည်တွေကိုကြိုဆိုနေပါတယ်။ Misty ကလည်းဘေးကနေဒီနေ့ကတော့တကယ့်ကိုစီကားတာပဲမြို့တွေကနာမည်ကြီးကုန်သည်တွေတောင်လာကြတယ်လို့ပြောပြီးအားပေးနေပါတော့တယ်။ Marcus နဲ့ Misty တို့ကဆိုင်တကားဝမှာရက်ပြီးဂုံယူဝင်ကြွားစွာပြောနေကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမျက်နှာချင်းဆိုင်ကသတင်းပတ်အတော်ကြာပိတ်ထားတဲ့အစာအုပ်ကြီးစီကနေထူးခြားမှုတစ်ခုစတင်လာပါတယ်။အဲ့ဒီအစာအုပ်ကြီးကိုဖုံးအုပ်ထားတဲ့အမဲရောင်ပိတ်စာကြီးကတဖြည်းဖြည်းအောက်ကိုရှော့ကျသွားပါတော့တယ်။အမဲရောင်ပိတ်စာကြီးကွာကျသွားတဲ့အခါမှာတော့ Marcus တယောက်အံ့ဩလွန်းလို့ဂိုင်းထားတဲ့ရန်ဘူးတောင်လွတ်ကျလူနေပါဖြစ်သွားပါတယ်။သူမျက်နှာချင်းဆိုင်မှာဘယ်ချိန်ကလေးကဒီလောက်ကြီးမားတဲ့ဆိုင်ကြီး
ပေါ်လာမယ်သူလုံးဝမသိလိုက်တာကြောင့်အန်အောတုံလောက်သွားတာပါအဲ့ဒီအချိန်မှာပဲကားအကောင်စားအုပ်စုကြီးတစ်ခုကစိုင်းတစ်ကြီးရဲ့ရှေ့ကိုဆက်ရောက်လာပါတယ်ကားပေါ်ကဆင်းလာတဲ့လူတွေကတော့မြို့ရဲ့နာမည်ကြီးစီးပွားရေးသမားတွေနဲ့အထက်တန်းလွှာလူကုန်ထမ်းတွေဖြစ်ကြပါတယ်မာကတ်စ်ကတော့ဒါကိုကြည့်ပြီးအန်အောလွန်လို့မျက်လုံးတွေပြူထွက်မတက်ဖြစ်နေပါတယ်သူရဲ့စိတ်တွေဘလို့မှထိမရတော့ပဲစိတ်ဆိုးဒေါသထွက်ပြီးမှန်တကားကိုလက်သေးနဲ့ထိုးခွဲလိုက်ပါတော့တယ်အဲဒီနောက်မျက်နှာချင်းဆိုင်ကြီးရဲ့ LED ပုံမှာဒီနေ့ဖွင့်ပွဲအထူး promotion အနေနဲ့80ရာခိုင်နှုန်းအထိလျှော့ဈေးပေးမယ်လို့ပြသလာပါတယ်။ Market ဟာ80ရာခိုင်နှုန်းလျှော့ဈေးဆိုတာကိုမြင်လိုက်ရတဲ့အခါမှာတော့စိတ်ဓာတ်တွေအကြီးအကျယ်ကျဆင်းသွားပြီးမျက်ရည်တွေတောင်ကျလာပါတယ်။ပင်လယ်စာဆိုင်တွေရဲ့ကုန်ကျစရိတ်ကအလွန်ကြီးမားတာကြောင့်အခုလို80ရာခိုင်နှုန်းအထိလျှော့ဈေးပေးပြီးရောင်းတာဟာငွေတွေကိုမီးရှို့ပြနေတာနဲ့တူတူပါပဲ။အဲဒီတော့ Market ဆိုင်ကိုလာဖို့ပြင်ဆင်နေတဲ့ဖောက်သည်တွေအားလုံးဟာမျက်နှာချင်းဆိုင်သစ်ကြီးစီကိုပဲအလူရက်ပြေးသွားကြပါတော့တယ်။တပတ်ဆိုင်မှာလူတွေအလွန်စီကားနေချိန်မှာမာကတ်ဆိုင်မှာတော့ကြိုဆိုရေးဝန်ထမ်းတွေပဲအေးဆက်ဆက်နဲ့ရနေကြရပါတယ်။တကယ်တော့ဒီအခြေအနေအားလုံးကိုအပေါ်ထက်ကနေကင်မရာတွေ drone တွေနဲ့စောင့်ကြည့်ပြီး YAACC တောက်နေတာကတော့ Ryan ပဲဖြစ်ပါတယ်။နှစ်ပတ်ကြာပြီးတဲ့နောက်မှာတော့မာကတ်ဆိုင်ကငါးကန်တွေထဲကငါးတွေဟာတကောင်ပြီးတကောင်သေဆုံးပြီးရေပေါ်လာကြပါတော့တယ်။မာကတ်စ်ကတော့ညဘက်တွေအိမ်မရတာကြောင့်မျက်လုံးတွေနေရနေပြီးစိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်။တစ်ပတ်ဆိုင်မှာတော့ဖောက်သည်တွေအမြဲစီကားနေတာပါ။အရှုံးပေါ်နေတဲ့ဆိုင်အတွက်နေတိုင်းအသုံးစရိတ်တွေတက်နေတာကြောင့်မာကတ်စ်ရဲ့ငွေကြေးတွေဟာခဏလေးအတွင်းကုန်ဆုံးလို့နေပါဖြစ်သွားပါတယ်။စိတ်ပြက်နေတဲ့မာကတ်စ်ကမစ္စတီစီကနေပတ်စံအကူအညီတောင်းပေမဲ့မစ္စတီကတော့ငါပတ်စံတွေကမလောက်ဘူးဆိုင်ကိုပိတ်လိုက်တာအကောင်းဆုံးပဲလို့ပြောပြီးညှင်းလွတ်လိုက်ပါတယ်။မာကတ်စ်ကတော့လုံးဝအရှုံးမပေးနိုင်ပဲမယိုးသားတဲ့နီလန်းကိုသုံးဖို့ဆုံးဖြတ်လိုက်ပြီးလာစာအများကြီးပေးထားရတဲ့စားဖို့မူကြီးကိုချက်ချင်းထုတ်ပစ်လိုက်ပါတယ်။ဒေါသထွက်နေတဲ့စားဖို့မူကြီးကလည်းမင်းပေးတဲ့ကုန်ကျန်းတွေကညံလွန်လို့ငါဘလို့မှချက်လို့မရဘူးလို့အော်ဟစ်ပြီးထွက်သွားပါတော့တယ်။အဲဒီနောက်မှာတော့မာကတ်စ်ဟာတန်မိုးနေတဲ့ပုတ်တိုးနေတဲ့ပင်လယ်စာအညံ့စားတွေကိုဝယ်ဖို့အတွက်မြို့ပြင်ကတရားမဝင်မှောင်ခိုဈေးကွက်တစ်ခုစီကိုသွားခဲ့ပါတော့တယ်။ဈေးတွေကတင်နေတဲ့ပုံစံပြူနေတဲ့ငါးတွေကိုတော့အပေါ်ဆုံးဈေးနဲ့ရမယ်။ဟင်းခန့်မွေးချိုင်းတွေအများကြီးထည့်ချက်ရင်ဘယ်သူမှမသိနိုင်ဘူးလို့အကြံပေးပါတယ်။မာကတ်စ်လည်းအဲ့ဒီပုတ်တိုးနေတဲ့ငါးတွေအပြင်အတူပြုတ်လုပ်ထားတဲ့အရက်အညံ့စားတွေကိုပါအများကြီးဝယ်ယူပြီးဆိုင်ရဲ့နောက်ဖေးတကားကနေတိတ်တဆိတ်တည်ယူခဲ့ပါတော့တယ်။ဒါပေမဲ့သူမသိတာကတော့လမ်းမပေါ်ကစောင့်ကြည့်ကင်မရာအားလုံးကို Ryan ကချိတ်ဆက်စောင့်ကြည့်နေတယ်ဆိုတာပါပဲ။ Ryan ကတော့ Marcus ရဲ့အောက်တန်းကြားတဲ့လုပ်ရက်တွေကိုစောင့်ကြည့်ခံတဲ့ကနေရေရေမောမောနဲ့ကြည့်နေပြီး Marcus ရဲ့လူချင်းဝင့်ပြပြသွားပုံကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့ Ryan ဟာစပွဲပေါ်ကဖုန်းကိုလန့်ကန်လိုက်ပြီး Marcus ရဲ့ကံကြမ္မာကိုဆုံးဖြတ်ဖို့ဖုန်းခေါ်ဆိုလိုက်ပါတော့တယ်။သူကဈေးကွက်ဆောင်ကြည့်ရဲ့အဖွဲ့အစည်းဖုန်းဆက်ပြီးစင်ဝှေ့ဇီလန်ကပင်လယ်စာစားတောက်ဆိုင်မှာပုတ်တိုးနေတဲ့ပင်လယ်စာတွေသုံးနေပြီးအရက်တူတွေရောင်းနေတယ်လို့တိုင်တန်းလိုက်ပါတော့တယ်။အထောက်အထားတွေကိုလည်းပို့ပေးထားတယ်လို့ပြောပြီးဖုန်းချလိုက်ပါတယ်။ပြီးနောက်မမိုက်နေတဲ့ကောင်းကင်ကြီးကိုပရင်းပေါက်ကနေရက်ကြည့်နေလိုက်တယ်။နောက်တနေ့မှာတော့မာကတ်စ်ဟာဆိုင်ပြင်မှာအထူးစိမ်းနှုံးတွေနဲ့ဝန်ဆောင်မှုပေးနေတဲ့အကြောင်းဆိုင်ဘုတ်ကြီးကိုချိတ်ဆွဲလိုက်ပါတော့တယ်။မျက်နှာချင်းဆိုင်ကဆိုင်ကြီးမှာလူတွေအကြာကြီးတန်းစီနေရတာကြောင့်စောင့်ရတာပြင်းလာတဲ့လူအချို့ဟာမာကတ်စ်ရဲ့ဆိုင်တွေကိုဝင်လာကြပါတော့တယ်။ဆိုင်ပေါ်တန်းမှာတော့လူချမ်းတွေဟာပင်လယ်စာတွေကိုစားတော့ရင်အရက်ကအရသာဆန်းနေပြီးပင်လယ်စာတွေကလည်းပုတ်သွန်းနေရလို့သတိထားမိသွားတယ်။မာကတ်စ်ဟာပြဿနာမဖြစ်အောင်ပြင်းဝင်လာပြီးဒါတွေကလက်လက်ဆက်ဆက်ဖြစ်ပြီးစားဖို့မူကငရုတ်ကောင်းနဲ့အသုံးများသွားလို့ပါလို့လေးညာပြီးဖြောင်းဖျားလိုက်တယ်။ဒါပေမဲ့လူချမ်းကြီးကဒေါသတကြီးနဲ့မာကတ်စ်ရဲ့ကော်လာကိုဆွဲကင်ပြီးမင်းတို့ငါတို့ကိုအရက်တူတွေနဲ့ပုတ်သွန်းနေတဲ့အစားအစာတွေကျွေးနေတာလားလို့အော်ဟစ်ပါတော့တယ်။ဆိုင်ထဲမှာရုံရင်ဆန်ခတ်တွေဖြစ်ပွားနေတဲ့အချိန်မှာပဲယူနီဖောင်းဝတ်ဈေးကွက်ဆောင်ကြည့်ရဲ့အရာရှိတွေဟာဆိုင်ထဲကိုဝင်ရောက်လာပါတော့တယ်။တိုင်ကြားချက်အရစစ်ဆေးဖို့လာတာဖြစ်တယ်လို့ပြောလိုက်တဲ့အခါမာကတ်စ်ဟာချိန်မခိုင်တော့ပဲကျမ်းပြင်မော်ကိုပုံရက်သားလဲကျသွားပါတော့တယ်။စစ်ဆေးရေးမှုတွေဟာအရက်တူတွေနဲ့ပုတ်တိုးနေတဲ့ငါးတစ်တာတွေကိုလူအားလုံးရဲ့ရှေ့မှာပဲတင်စီလိုက်ပါတော့တယ်။စားသုံးသူတွေလည်းသူတို့စားခဲ့တာတွေကပုတ်တိုးနေတာတွေဆိုတာသိပြီးအော်အန်ကုန်ကြကဆိုင်ကိုချိတ်ပိတ်ပြီးဒဏ်ငွေ9သိန်းပေးဆောင်ဖို့နဲ့မာကတ်စ်ကိုပါဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတယ်။မာကတ်စ်ကိုဖမ်းခေါ်သွားချိန်မှာပဲဝင်းဖော့ရဲ့ကယ်ဗင်ရောက်လာပြီးအင်္ဂါစာချုပ်ဖြတ်သိမ်းကြောင်းစာရွက်စာတမ်းကိုလာရောက်ပေးအပ်လိုက်ပါတော့တယ်။ဥပဒေချိုးဖောက်ပြီးဇီလန်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အတွက်စာချုပ်ကိုချက်ချင်းဖျက်သိမ်းခွင့်ရှိတယ်လို့ကယ်ဗင်ကရှင်းပြပါတယ်။အဲ့ဒီအချိန်မှာပဲမစ္စတီကလည်းကားတော့ကိုလွတ်ချပြီးမင်းအခုတော့လူမဲတယောက်ဖြစ်သွားပြီးငါတို့လမ်းခွဲကြရအောင်လို့ပြောပြီးထွက်သွားပါတော့တယ်။ပတ်စံတွေလည်းကုန်ချစ်သူကလည်းထားခဲ့ဆိုင်လည်းအပိတ်ခံရတဲ့အပြင်တရားမဝင်လုပ်ငန်းကြောင့်သူ့ရဲ့ Porsche ကားနဲ့မိဘတွေရဲ့အိမ်ကိုပါဘဏ်ကချိတ်ပိတ်လိုက်ပါတော့တယ်။ထီပေါက်တဲ့340နဲ့ဘဏ်ချင်းငွေအားလုံးကိုဖြုံပစ်လိုက်ပြီးတဲ့နောက်သူ့မှာဘာမှမကြံတော့ပဲဘဏ်ကိုတောင်320နီးပါးအကျွေးတင်ကြံခဲ့ပါတော့တယ်။ရဲကားပေါ်ကနေလမ်းတစ်ဖက်ခြမ်းမှာစီကားနေတဲ့ Winford Fish ဆိုင်ကြီးနဲ့သူ့ရဲ့ပျက်စီးသွားတဲ့ဆိုင်ကြီးကိုငေးကြည့်ပြီးသူဘသူကိုသွားပြိုင်မိလဲဆိုတာနောက်တရနေပါတော့တယ်။အဲဒီနောက်မာကူဟာမြေရောက်ခန်းထဲမှာပုံအောင်နေရပြီးအကျွေးတောင်းတဲ့လူတွေကသူတကားကိုလာထုပြီးတော့အကျွေးတွေအမြန်ဆုံးဆက်ဖို့ချိန်ချောင်းနေကြပါတော့တယ်။အမီပြက်စီရင်တွင်းခံထားရလို့သူဟာအစ်စ်မြင့်ရထားတွေကိုလည်းစီးလို့မရသလိုဘဲဆက်ရုံကားမှလည်းသူ့ကိုအလောက်ခံမှမဟုတ်တော့ပါဘူး။သူဟာလမ်းဘေးကအမိုက်တွေကောက်ပြီးပတ်စံရှာရင်ပုံနေရပါတယ်။ဖုန်းစုပ်လေးကိုကင်ပြီးအလောက်ရှာဖို့စူးစမ်းနေတဲ့အချိန်မှာပဲဝင်းဖော်အုပ်စုကအဆောက်အုံအသစ်ကြီးကို3000နဲ့ဝယ်လိုက်တဲ့သတင်းကိုတွေ့လိုက်ရပြီးအဲ့ဒီဥက္ကဋ္ဌကသူ့အထင်သေးခဲ့တဲ့ Ryan ဖြစ်နေမှန်းသိလိုက်ရတဲ့အခါအရန်နောင်တရသွားပါတော့တယ်။ဖုန်းမျက်နှာပြင်ပေါ်က Winford Holdings ရဲ့ခဏလာတဲ့ရုံးချုပ်အဆောက်အုံပုံကိုကြည့်ပြီးမာကူတယောက်မျက်ရည်တွေကျလာပါတော့တယ်။သူစုံစမ်းကြည့်တော့မှသူ့ဆိုင်မျက်နှာချင်းဆိုင်မှာဆိုင်အသေးဖွင့်ပြီးသူ့ကိုဖျက်ဆီးခဲ့တဲ့သူဟာဒီ Winford Holdings ရဲ့ဥက္ကဋ္ဌဖြစ်နေမှန်းသိလိုက်ရလို့ပါ။ဒီလိုအစွမ်းထက်ပြီးငွေကြေးအင်မတန်ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးဟာအသက်ငယ်ငယ်လေးပဲရှိသေးတယ်လို့သတင်းတွေရသိရပါတယ်။
ဖုန်းထဲကပုံကိုကြည့်ရင်မာကူရှင်ထဲမှာစွန့်နေပြီးဆက်ပြီးပုံနေရင်လည်းငက်ပြက်ပြီးတယုံပဲရှိတော့မယ်ဆိုတာသူသိနေပါတယ်ဒီလိုအချိန်ဝါကြီးတဲ့သူကသူ့ကိုလွတ်ပေးမှာပဲသူရှင်တန်ခွင့်ရနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မာကူတယောက်ဆုံးဖြတ်ချက်ချလိုက်ပါတယ်မိုးရီတဲတဲမဲမဲရွာနေတဲ့ကြားကပဲမာကူတယောက်-10ကျော်ခရီးကိုလမ်းလျှောက်လာပြီးဝင်းဖော်အဆောက်အုံရှိကိုရောက်လာခဲ့ပါတယ်။အဆောက်အုံထဲကိုဝင်ဖို့စူးစမ်းပေမဲ့လုံခြုံရေးဝန်ထမ်းတွေကတားပြီးမင်းလိုလူမျိုးဝင်ခွင့်မရှိဘူးဆိုပြီးမောင်းထုတ်လိုက်ကြပါတယ်။မာကူတယောက်ဂုံတိတ်ခါရီအားလုံးကိုဘေးဖယ်ထားပြီးလမ်းမပေါ်မှာဒူးထောက်ပြီးတော့ဥက္ကဋ္ဌကြီးကိုတွေးခွင့်ပေးဖို့မျက်ရည်ဆက်လက်နဲ့အော်ဟစ်တောင်းပန်နေပါတော့တယ်။သူ့ရဲ့အော်ဟစ်တန်တွေကြောင့်လန်သွားလန်လာတွေလည်းဝိုင်းကြည့်နေကြပြီးလုံခြုံရေးမှုကတော့သူ့ကိုဖမ်းဖို့စံနေအမိန့်ပေးဖို့ပြင်နေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌကြီးစီကနေသူ့ကိုအပေါ်ထက်ကိုလွှတ်လိုက်ပါဆိုတဲ့ညွှန်ကြားချက်ရောက်လာလို့မာကုလည်းအရန်ကိုဝမ်းသာသွားပါတယ်။သူ့ကိုတယ်လီကနေအပေါ်ဆုံးထက်ကိုခေါ်သွားပြီးတကားပွင့်သွားတဲ့အခါဥက္ကဋ္ဌရဲ့အတွင်ရေးမှုကပင်ကကြိုဆိုလိုက်ပါတယ်။မာကုတယောက်စိုးရိမ်ထိတ်လန့်စွာနဲ့ခလန်လန်ကဥက္ကဋ္ဌကြီးရဲ့ရုံးခန်းကျဲကြီးတဲ့ကိုတုံတုံရီရီနဲ့ဖြည်းဖြည်းချင်းလမ်းလျှောက်ဝင်သွားပါတော့တယ်။မှန်ပြတင်းပေါက်ကြီးရဲ့အပြင်ဘက်ကိုငေးကြည့်နေတဲ့ဥက္ကဋ္ဌကြီးရဲ့ကြောပြင်ကိုကြည့်ပြီးမာကုကသူဟာမိုင်မဲခဲ့တဲ့အကြောင်းမျက်ရည်တွေနဲ့တောင်းပန်နေပါတယ်။သူကအတက်နိုင်ဆုံးဂုံတိတ်ခါကိုချပြီးတောင်းပန်နေခဲ့ပေမဲ့စပွဲကုံနောက်ကလူကြီးမင်းကတော့ဘာတမ်းမှမထွက်ပဲတိတ်ဆိတ်နေခဲ့ပါတယ်။ဒီကောစောကတံမိုးကြီးတဲ့မင်းချေတော့ကရွှွတ်နေပေးကုန်ပြီလို့ပြောပြီးကလထိုင်ကြီးလဲလာတဲ့အခါမာကူတယောက်တုံလို့သွားပါတော့တယ်။မတွေ့ရတာကြပြီးမစ္စတာကင်းပေါ်ရှေကစီရတာအဆင်ပြေရလားလို့မေးလိုက်တဲ့သူကရိုင်ယန်ဖြစ်နေလို့မာကူတယောက်အန်အော်တုံလို့သွားပါတယ်။ဒါမဖြစ်နိုင်ဘူး။မင်းကတစ်လ9000ပဲရတဲ့ကောင်ပဲ။ဘလို့လုပ်ပြီးဒီ Winfor ရဲ့ဥက္ကဋ္ဌဖြစ်နိုင်မှလဲလို့ဒေါသတကြီးအော်ဟစ်ပါတော့တယ်။မနာလိုဝင်တိုစိတ်တွေနဲ့တိတ်ခါကျသွားတဲ့မာကူကရိုင်ယန်စီကိုအတင်းပြေးဝင်ဖို့စူးစမ်းတဲ့အချိန်မှာပဲဘေးကလုံခြုံရေးတွေကဖမ်းချုပ်လိုက်ပါတော့တယ်။ရိုင်ယန်ကတော့စိတ်အေးလက်အေးနဲ့အန်ဆွဲတွေကနေအစိုးရထီပေါက်စင်တသက်ခံလက်မှတ်မိတ်တူကိုထုတ်ပြီးစပွဲပေါ်ကိုတင်ပေးလိုက်ပါတယ်။350အတွက်နဲ့ငါကိုသစ္စာဖောက်ခဲ့တဲ့အချိန်မှာငါစီမှာနောက်ထပ်ဝယ်ထားတဲ့3500ရှိနေမှမင်းမသိခဲ့ဘူးမဟုတ်လားလို့ရိုင်ယန်ကပြောလိုက်ပါတယ်။ဒီတော့မှမာကူလဲရိုင်ယန်ဘာလို့သူ့ဆိုင်ရှိတဲ့လမ်းကိုအကုန်ဝယ်ခဲ့လဲဘာလို့မျက်နှာချင်းဆိုင်မှာ80ရာခိုင်နှုန်းရှော့ဈေးနဲ့ဆိုင်ဖွင့်ပြီးသူ့ကိုဒုက္ခပေးခဲ့လဲဆိုတာအကုန်လုံးကိုသဘောပေါက်နားလည်သွားပါတော့တယ်တကယ်လို့သူသားအဲ့ဒီတော့ကလောဘမှာကြီးပဲတန်ရောစင်ကိုမပြတ်ခဲ့ရင်ဒီလိုချမ်းသာနေတဲ့ရိုင်ယန်ကသူ့ကိုလည်းဘွားတစ်ခုရအောင်တေချာပေါက်ကူညီပေးခဲ့မှာပါလောင်သားတွေနဲ့ပြင်းထန်နေတဲ့မာကူကတော့ရိုင်ယန်ရှိမှဒူးထောက်ပြီးငါအမားတွေပါတန်ရောစင်ကိုထောက်ပြီးငါရဲ့ကျွေး30ကိုဆက်ပေးပါအောင်လို့တောင်းပန်နေပါတယ်ဒါပေမဲ့ရိုင်ယန်ကတော့မင်းရဲ့ကံကြမ္မာကငါနဲ့မဆိုင်ဘူးဆုံးဖြတ်ချက်တွေကမင်းကိုယ်တိုင်လုပ်ခဲ့တာငါကတော့စီးပွားရေးစီမံတိုင်းပဲလုပ်ခဲ့တာလို့အေးဆက်စွာတုံ့ပြန်လိုက်ပါတယ်ငါတို့ကိုကူညီပါလို့အော်ဟစ်နေတဲ့မာကူကိုရိုင်ယန်ကအောက်မှာမင်းကိုစောင့်နေတဲ့အကျွေးရှင်တွေရှိတယ်ဆိုပြီးအောက်ထပ်ကိုခေါ်သွားဖို့အမိန့်ပေးလိုက်ပါတယ်မာကူတယောက်အော်ဟစ်ရုံကန်ရင်အောက်ကိုဆွဲခေါ်သွားခင်ရပြီးရိုင်ယန်ကတော့မိုးရီဆဲသွားတဲ့ပရင်ပေါက်အပြင်ဘက်ကိုတင်းငိမ်စွာနဲ့ငေးကြည့်နေပါတော့တယ်သွေးထွက်တန်ယူလက်စားချေစရာမလိုပဲစီးပွားရေးစစ်ပွဲတစ်ခုလို့ကစားပွဲကိုလာပစွာအနိုင်ယူလိုက်ပြီးရိုင်ယန်ကတော့အေဂျင့်နဲ့အပြုံးနဲ့ရှေ့ဆက်လန်းသွားပါတော့တယ်